အားလုံးအတွက်တနေ့တာဟောတဲ့လေးဖြစ်ပါတယ်ဗျာမိတ်ဆွေခုနှစ်သားမိပေါင်းတက်ရှည်ကျမ်းမာချမ်းသာပြည့်စုံနိုင်ကြပါသည်မိမိကိုယ်ကိုယ်လည်းကောင်းတည်တဲ့ကောင်းအောင်ရွတ်ဆောင်တော်မူနိုင်ကြပါစေလို့လိုက်လဲလဲဆုတောင်းမြတ်တာပို့တာအပ်ပါတယ်ခင်ဗျာဒီနေ့2026ခုဇန်နဝါရီလ2ရက်တောက်ကြနေ့တနေ့သာအတွက်တနေ့တာဟောတဲ့လေးဖြစ်ပါတယ်ဗျာဒီနေ့ဟာခုနှစ်သားမိတ်ဆွေများအနေနဲ့အကြောင်းမျိုးကြောင့်ရက်တန့်ထားခဲ့ရတဲ့အလုပ်တွေခက်ခဲကြံ့ကြာနေတဲ့ကိစ္စတွေကိုအရင်ကလုပ်ခဲ့ဘူးတဲ့အစီအစဉ်ဟောင်းလုပ်ငန်းဟောင်းတွေပြန်လည်အစပြုတဲ့ကိစ္စတွေကောင်းပါတယ်။ဘာမဆိုအသစ်နဲ့အဟောင်းနဲ့ရှင်လာခဲ့ရင်အဟောင်းကိုဦးစားပေးသင့်ပါတယ်။ရွှေလျှက်စစ်ပစ္စည်းအမှုပညာအလှပရေးရလုပ်ငန်းတွေပြုလုပ်ဆောင်ရွက်တဲ့နေ့ဖြစ်ပါတယ်ဗျ။ဒီနေ့တွေကံတရားရဲ့ထောက်ပံ့ရရှိစေဖို့ဆိုရင်တော့အစိမ်းရောင်ငွေရောင်များပါတဲ့ဝေစားသုံးဆောင်တွေကိုအားပြုဝတ်ဆင်သုံးဆွဲတင်ပါတယ်ဒီနေ့အောင်တဲ့အားကောင်းတဲ့နေ့နံတွေကတော့တနင်္လာသားသမီးဗုဒ္ဓဟူးသားသမီးတို့ဖြစ်ကြပြီးတော့ကံကောင်းလက်ရှင်စေတဲ့ကဏန်းတွေနံပါတ်တွေကတော့2ကဏန်း4ကဏန်းတို့ဖြစ်ကြပါတယ်ဗျဒီနေ့မှာမိတ်ဆွေတွေရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်ဘာလုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်ဘာရောင်းတာပဲဖြစ်ဖြစ်ဘာပဲရောင်းချင်ကိုယ့်ရဲ့လုပ်ငန်းသုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေကိုအဲ့ဒီကျဲသီးလေးတစ်လုံးနဲ့အစင်ပြေလို့ကျဲသီးသေးကြီးကျဲသီးလေးတစ်လုံးနဲ့ကျိုးလေးတက်လိုက်ပေါ့ဗျာထုတ်ခောက်ပြီးတော့ဆူတောင်းတင်ပါတယ်ဒီနေ့ကံပွင့်ကံမြင့်စေဖို့အတွက်ဆိုရင်တော့မြတ်စွာဘုရားမှာပဲဖြစ်ဖြစ်ကြီးကဲသူအပေါင်းသေးမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်ဂော်ပြီးကျော်တခွားသည်အဖရဲသည်တမျိုးလူရန်ဒါနပြုခြင်းအဖြစ်ကံတရားရဲ့ထောက်ပံ့တွေရရှိနိုင်ကြပါစေကိုယ်စိတ်နှပြကျမ်းမာချမ်းသာပြီးကောင်းကျိုးလိုရစံတာများလဲပြေဝတော်မူနိုင်ကြပါစေခမညာ